Welcome to All-in-One Entertainment Channel. So glad that you could join us now. ပထမဆုံးတင်ဆက်ပေးမှာကညံကောင်းတဲ့ရေပွဲများအကြောင်းပါရေပွဲတွေကပင်လယ်ထဲမှာအလွန်ညံကောင်းတဲ့တိရစ္ဆာန်တွေကတစ်မျိုးပါသူတို့မှာတဟေလီတွေကိုဖြည့်ရှင်းနိုင်စွမ်းရှိတယ်အယောင်ပြောင်းပြီးပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်အောင်အယောင်ပြောင်းပြီးကိုရောင်ရည်ဖြောက်ခြင်းတွေတော့လုပ်နိုင်တယ်အံ့အားသင့်စရာကတော့သူတို့မှာအုံနောက်ကိုခုလိုအလုပ်လုပ်တဲ့အာယုံခံစနစ်ရှိပါတယ်ဒါကြောင့်ရေပွဲများကိုစီဂျင်းနီစ်လို့တောင်ခေါ်ကြပါတယ်ဒုတိယတင်ဆက်ပေးမှာကတော့အလွန်ညံကောင်းတဲ့ဆင်တွေအကြောင်းပါဆင်တွေကမှတ်ဉာဏ်အရန်ကောင်းတဲ့တိရစ္ဆာန်ဖြစ်ပါတယ်သူတို့ကနှစ်များစွာကြာပြီးမှတောင်လူတွေကိုမှတ်မိနိုင်တယ်ရေရှိတဲ့နေရာတွေကိုမမေ့ဘူးအခြားဆင်များကိုလည်းအလွယ်တကူမှတ်မိနိုင်တယ်တချို့ဆင်တွေကနှစ်ဆက်ကြာပြီးမှတောင်မိတ်ဆွေဆင်ကိုမှတ်မိနိုင်တယ်လို့သူတေသနာတွေပြောပါတယ်သူတို့ရဲ့အဓိကအစားအစာကတော့တစ်သီးတစ်ရွက်တွေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့လင်းပိုင်လေးတွေအကြောင်းပါလင်းပိုင်တွေကအလွန်ညံကောင်းတဲ့ရေတွေတတဝါတေးပဲဖြစ်ပါတယ်လင်းပိုင်တွေဟာတကောင်နဲ့တကောင်စကားပြောသလိုမျိုး click အတန်းတွေကိုသုံးကြပါတယ်အုပ်စုလိုက်သွားလာတဲ့အခါအစာရှာတဲ့အခါဒါမှမဟုတ်အနည်းရှိတဲ့အခါမှာ click အတန်းမျိုးမျိုးနဲ့အချက်ပေးဆက်သွယ်ကြတာပါလင်းပိုင်တကောင်ချင်းစီမှာသူတို့ကိုယ်ပိုင် signature whistle ဒါမှမဟုတ် click pattern ရှိတတ်ကြပြီးဒါဟာသူတို့ရဲ့နာမည်လိုမျိုးတကောင်နဲ့တကောင်ခွဲခြားနိုင်စေပါတယ်စိတ်ဝင်စားစရာအချက်ကတော့လင်းပိုင်တွေဟာတစ်စက္ကန့်ကို click အတန်ပေါင်း900ကနေ2000အထိတောင်ထုတ်နိုင်စွမ်းရှိကြပါတယ်ဒါကလူတွေမှာရှိတဲ့နာမည်လိုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ပင်ဂွင်းတွေအကြောင်းပါပင်ဂွင်းတွေဟာငှက်မျိုးနွယ်ဝင်တွေဖြစ်ပေမဲ့ကောင်းကင်မှာတော့မပြန်နိုင်ကြပါဘူးဒါပေမဲ့မစိုးရိမ်ပါနဲ့သူတို့တွေဟာရေအောက်ထဲရောက်သွားရင်တော့ရေငုပ်သင်းမော့လေးတွေလိုပါပဲသူတို့ရဲ့အတောင်ပံတွေကရေကူးဖို့အတွက်တက်မတွေလိုအသုံးဝင်ပြီးတနာရီကို-10နီးပါးအထိအရှိန်နဲ့ကူးခတ်နိုင်ကြတာပါဒီလောက်အေးတဲ့ရေခဲပြင်ပေါ်မှာသူတို့ဘလို့နေကြတယ်လဲလို့တင်တွေးမိမှာပါပင်ဂွင်းတွေရဲ့ကိုယ်ပေါ်မှာရေဆိုးမခံတဲ့အမွှေးအတောင်တွေအထက်ထက်ရှိပြီးအရေပြားအောက်မှာလည်းထူထဲတဲ့အစီလွှာတွေရှိပါတယ်အေးဒဏ်တကယ်ပြင်းထန်လာရင်တော့သူတို့တွေဟာတကောင်နဲ့တကောင်ပူးကပ်ပြီးနှွေးထွေးအောင်စုဝေးနေတတ်ကြပါတယ်ပင်ဂွင်းလောကမှာတော့ဖခင်မြတ်တာကတကယ်ကိုကြီးမားပါတယ်အထူးသဖြင့်အမေကအစာရှာသွားချိန်မှာအဖေဖြစ်သူကဦးကိုသူ့ရဲ့ခြေထောက်ပေါ်တင်ပြီးအေးဒဏ်ကနေကာကွယ်ပေးထားရတာပါအစာမစားပဲလားနဲ့ချီပြီးဦးလေးတွေကိုစောက်ရှောက်ပေးရတဲ့ပင်ဂွင်းဖေဖေတွေရဲ့စိတ်ရှည်မှုကိုတော့တကယ်ကိုချီးကျူးရမှာပါပဲနောက်တစ်မျိုးကတော့ရှင့်လေးတွေအကြောင်းပါရှင့်ကလေးတွေဟာစောင်းရသည့်အတွက်အစားအစာတွေကိုမြေကြီးထဲမှာဝက်ပြီးတူလောင်တက်ကြပါတယ်ဒါပေမဲ့ရေစရာကောင်းတာကသူတို့ဟာသူတို့ဝက်ထားတဲ့နေရာတွေကိုခဏခဏမေ့သွားတက်ကြတာပါဒါပေမဲ့ဒါဟာသဘာဝတရားအတွက်တော့ကောင်းကြီးတစ်ခုပါပဲဘာလို့လဲဆိုတော့သူတို့မေ့ကြံခဲ့တဲ့အစေးအစံလေးတွေကနေနောက်တစ်ချိန်မှာတစ်ပင်ကြီးတွေအများကြီးပေါက်လာလို့ပါပဲတင်ဟာရှင့်ကလေးတွေတစ်ကိုင်းတစ်ခုကနေတစ်ခုကိုခုန်ကူးနေတာကိုကြည့်ဘူးမှာပါသူတို့ရဲ့အမီးဟာခန္ဓာကိုယ်ကိုဟန်ချက်ထိန်ပေးုံတင်မကဘူးပြုတ်ကျခဲ့ရင်တောင်လေဒီတစ်ခုလိုမျိုးအရှိန်တက်ပေးနိုင်ပါတယ်ပြီးတော့သူတို့ရဲ့ခြေသေးလေးတွေကလည်းတစ်ပင်တွေကိုကုတ်တွယ်ဖို့အတွက်အထူးဒီဇိုင်းထုတ်ထားသလိုအစွမ်းထက်လာပါတယ်ရှင့်ကလေးတွေဟာသူတို့ရဲ့အမီးကိုတုံးပြီးတော့လဲစကားပြောတတ်ကြပါတယ်အမီးကိုခါပြခြင်းအပြင်အနီးနားကတခြားရှင့်တွေကိုအန္တရာယ်ရှိကြောင်းသတိပေးတာမျိုးလုပ်လို့ရှိပါတယ်ပြီးတော့သူတို့မှာထူးခြားတဲ့အော်တန်လေးတွေလည်းရှိပြီးမွေဒါမှမဟုတ်တိတ်ငက်လိုမျိုးရန်သူတွေလာရင်တကောင်နဲ့တကောင်အချက်ပေးတတ်ကြပါတယ်ရှစ်မျိုးစိတ်ပေါင်း200ကျော်ရှိတဲ့အထဲမှာ Flying Squirrel လို့ခေါ်တဲ့ပြန်ရှင်းတွေလည်းရှိပါတယ်သူတို့ကတော့ငှက်တွေလိုတကယ်ပြန်တာမျိုးမဟုတ်ပဲအရေပြားလွှာကိုတုံးပြီးတစ်ပင်တစ်ပင်ကနေတစ်ပင်ကိုလေဟုန်စီးပြီးကူးခတ်နိုင်ကြတာပါကဲရှင့်ကလေးတွေရဲ့လျှို့ဝှက်ချက်တွေကိုသိသွားပြီဆိုတော့နောက်တစ်ခါသူတို့ကိုမြင်ရင်ပိုပြီးချစ်ဖို့ကောင်းနေမှာအသေးချာပါပဲဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့နောက်ဗီဒီယိုမှာဘယ်တရိတ်ဆန်လေးတွေအကြောင်းကြားချင်သေးလဲခမန့်မှာရေးပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်